မင်္ဂလာပါရှာသူတို့ကအရန်ပူတယ်ချွေးတက်တဲ့အရန်များနေဒီအနေထားမှာပေါ့နော်ကျွန်တော်တို့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုအပူချိန်လျှော့ချဖို့အတွက်ခန္ဓာကိုယ်အေးစေမယ်ပရာဏာလေးကျွန်တော်တို့ပြပေးမယ်စစ်ကာရီပရာဏာတော့အဲ့တော့လုပ်တဲ့အခါမှာကျွန်တော်တို့လက်လေးကိုလည်းမူဒရာတွဲရက်နော်open wide မူဒရာထားမယ်လက်ညှိုးလေးကိုလက်မအရင်မှာကွေးလိုက်ကွေးပြီးရင်လက်မရဲ့လက်ခလေရဲ့လက်တကြွထိတ်ကလေးထိမှာလက်သေးထိတ်လေးထိမှာဒီမူဒရာဟုတ်ပြီနော်ဒီမူဒရာလေးနဲ့ထားလိုက်မယ်ဒီမူဒရာကကျွန်တော်တို့ခန္ဓာကိုယ်ချွေးထွက်များခြင်းကိုတက်တာစေတယ်နောက်ခေါင်းကိုက်တက်တာတယ်သွေးတို့တက်တာစေတယ်အဲ့တော့ဒီမူဒရာလေးနဲ့နေမယ်နေပြီးဆိုရင်ကျွန်တော်တို့သွားကိုစီးမယ်ရှာကိုအောက်သွားအချိန်မှာထားမယ်ထားပြီးပြီဆိုရင်အဲ့ဒီပါးစပ်ကနေဒီကိုရှူမှာရှူလိုက်တဲ့အခါမှာအဲ့ဒီရှာကသွားကိုထိထားတဲ့အတန်စီးဆိုတဲ့အတန်လေးညီးလာတယ်စမလို့ပြပေးမယ်နော်ဒီမှာကြည့်မယ်သွားကိုစီးရဲ့ရှာကိုအောက်သွားချိန်မှာအောက်သွားမှာထိမယ်ရှူပြီးရတယ်ပါးစပ်ကိုပိတ်မယ်ရှာကိုသူ့နေရာသူထားမယ်လေးကိုအောက်ထားမယ်မင်းနဲ့လည်းပင်ချိုင်ထိမယ်ဒီနေထားမှာလေးကိုအောက်ထားမယ်တစ်ကနေ15ထိနေ15ဆိုရင်မှာ1စက္ကန့်2စက္ကန့်လုံးနဲ့သွားတယ်နော်သွားပြီးပြီဟုတ်ပြီ15ပြည့်ပြီဆိုရင်မျက်နှာကိုတက်ထားပြီးတော့မှနှာခေါင်းကလေကိုထုတ်လိုက်ထုတ်ပြီးရင်ပြန်ပြီးတော့သွားကိုစီးဒီမဲ့ရှာကိုအောက်သွားမှထိပြီးတော့ပါးစပ်ကလေးကိုရှူပါးစပ်ကိုပိတ်မင်းနဲ့လည်းပင်ထိုင်ထီအောင်ထားတစ်ကနေ15ပြည့်ပြီဆိုမှမျက်နှာတက်ထားပြီးတော့နှာခေါင်းကလေးကိုထုတ်ဒါလေးကိုကျွန်တော်တို့10ချိန်လုပ်ပေးပါဒါကခန္ဓာကိုယ်အပူချိန်ကိုလျှော့ချစေပါတယ်ခန္ဓာကိုယ်အေးစေပါတယ်နောက်သွေးတိုးနေတဲ့သူတွေကျွန်တော်တို့သွေးအရန်တိုးပြီဆိုရင်ဒီပရာဏာကိုပဲအောင့်ချင်းမပါဘဲနဲ့လုပ်မယ်အောင့်ချင်းမပါဘဲနဲ့ဆိုကျွန်တော်တို့ပါးစပ်ကနေရှူတယ်တောင်းကိုစီးပါးစပ်ကခုနကတိုင်းပဲရှူလိုက်ပြန်ရှူပြီးရတယ်နှာခေါင်းကလေးကိုထုတ်လိုက်အောင်ချင်းမပါတော့နော်ခေါင်းလုံးအောင်လည်းမပါပဲနဲ့ဒီပုံစံမျိုးနဲ့သွေးတိုးတဲ့သူကကြတော့ပါးစပ်ကရှူနှာခေါင်းကထုတ်အကျဉ်း50 60လုပ်ပြီးဒါဆိုရင်ကျွန်တော်တို့သွေးတိုးကိုတက်တာစေပါတယ်အားလုံးပဲကိုယ်စိတ်နှပြအေးချမ်းကြပါစေဆရာမဆုရောတာပါ